ပြောင်းမှုကိုရုတ်တရက်ကြီးတားမြစ်လိုက်တဲ့နိုင်ငံမက္ကဆီကိုနိုင်ငံဟာပြောင်းမှုတွေကိုရုတ်တရက်တင်သွင်းတာတားမြစ်လိုက်လို့လူတွေအံ့ဩကုန်ကြပါတယ်။ပြောင်းမှုကအဓိကစားတဲ့နိုင်ငံကဒီလိုကြီးတားမြစ်လိုက်ရတဲ့နောက်ကွယ်မှာဘာအကြောင်းရင်းများရှိနေမလဲ။မက္ကဆီကိုကတစ်နှစ်ကိုပြောင်းတန်ချိန်46တန်းလောက်စားသုံးပါတယ်။ပလာတာနဲ့စင်နဲ့တော်တီလာတမန်ဆိုးစားတဲ့မက္ကဆီကန်အစားအစာတွေအတွက်ပြောင်းမှုဟာအဓိကကုန်ကျမှာဒါပေမဲ့အိတ်ပြောင်းတွေကိုမက္ကဆီကိုမှာစိုက်တာမဟုတ်ပါဘူးအမေရိကန်ကနေတင်သွင်းတာဖြစ်ပါတယ်ဒီလိုတင်သွင်းနေတာအချိန်ကာလတစ်ခုတည်းအဆင်ပြေခဲ့ပေမဲ့နောက်ပိုင်းမှာပြဿနာတစ်ခုတွေ့လိုက်ရပါတော့တယ်အမေရိကန်ကတင်ပို့တဲ့ဒီပြောင်းတွေဟာတဘာဝတိုင်းမဟုတ်ဘဲမျိုးရိုးဗီဇပြပြင်ထားတဲ့ပြောင်းတွေဖြစ်နေပါတယ်ဒီပြောင်းတွေကဈေးသက်သာပြီးတော့ထုတ်လို့ရလွယ်ကိုပေမဲ့ဓာတ်ဈေးသုံးထားတာကြောင့်မက္ကဆီကိုရဲ့ရိုးရာစိုက်ပျိုးရေးစံနှုန်းတွေနဲ့မကိုက်ညီပါဘူးဒါပြင်အမေရိကန်ကဈေးသက်သာတဲ့ပြောင်းတွေကြောင့်ဒေသခံတောင်သူတွေအတွက်အသက်မွေးဝဲကြောင်းပြုဖို့ခက်ခဲလာပါတယ်ဒါကြောင့်မက္ကဆီကိုကအမေရိကန်ကနေတင်ပို့တဲ့မျိုးရိုးဗီဇပြပြင်ထားတဲ့ပြောင်းတွေကိုဝေမခံတော့ဘဲလုံးဝတားမြစ်လိုက်တာပါ